အားလုံးပဲမင်္ဂလာပါရှင်စာဖတ်ခန်းမှာကြိုဆိုပါရစေကျမစာဖတ်သူနင်းဝေပါဒီနေ့ဖတ်ပြမှာလေးရတော့ဆီယမမဆန္ဒရဲ့မရေးသက်၍ဖြစ်မလာတော့ဝတ္ထုများမိမိဘာငင်းနေရလဲဝတ္ထုရေးမလို့စဉ်းစားနေရပါသမီးရဲ့မရေးသေးဘူးလားဘာဖြစ်လို့လဲဘာရေးရမှန်းမသိသေးလို့တနေ့တုန်းကမိဝတ္ထုတစ်ပုတ်ဖတ်ရင်ရည်နေရလေငါလည်းအဲ့လိုရေးချင်လိုက်တာဆိုဘာလဲပုတ်တင်ညိုအကြောင်းဆိုလားChef ခေါ်ရဲ့ Chameleon ဆိုတဲ့ဝတ္ထုသမီးရဲ့မြန်မာပြန်ရင်တော့လူပုတ်တင်ပေါ့မျက်နှာကြီးတယ်စင်းရဲချမ်းသာအခြေအနေမျိုးကိုလိုက်ပြီးအယောင်မျိုးပြောင်းဆက်ဆံတတ်တဲ့လူအကြောင်းဖတ်လို့ကောင်းလားတိတ်ကောင်းတာပဲအဲ့လိုလူစားမျိုးတွေအများကြီးရှိတယ်ဒါဆိုမိလည်းရေးပေါ့ရေးချင်တယ်ဆိုရေးတော့ရေးချင်တာပေါ့ဒါပေမဲ့မဂ္ဂဇင်းနဲ့ပါလာအောင်မိမရေးတတ်ပါဘူးသမီးရဲ့ဒီလိုဆိုမိစီမှာတိုက်ပုံစံလာဆွဲခိုင်းတဲ့လူကြီးအကြောင်းရေးမိပဲပြောတယ်အဲ့လူကြီးကချက်ချင်းချမ်းသာလာတာသူ့အကြောင်းဝတ္ထုရေးဖို့ကောင်းတယ်ဆိုသူကငတက်ပြားပဲအဲ့ဒီငတက်ပြားအကြောင်းရေးလေမဖြစ်သေးပါဘူးကွယ်တနွေငရင်ဒဇင်လုံးပါကုန်မယ်မိမရေးတတ်ပါဘူးကဲဒီလိုဆိုမိပြောတဲ့ဆရာဝန်ကြီးအကြောင်းရေးဘယ်ဆရာဝန်ကြီးလဲအိမ်တခါခေါ်ရင်ခြေကြွားကားကစာရေးလာကတလားကားစာပေးရတယ်ဆိုတဲ့အထူးကုဆရာဝန်ကြီးလေမလုပ်ပါနဲ့သမီးရဲ့တော့ကြမိယောဂဖြစ်လို့အဲ့ဒီဒေါက်တာဇူစကာရဲ့လူနာဖြစ်နေဒုက္ခမျက်နှာပူနေရမှာပေါ့ကဲအဲ့လိုဆိုဦးပြောထားတဲ့သူ့လူနာအကြောင်းပဲရေးတော့ဘယ်လူနာလဲသူပြောသွားတာတွေကအများကြီးပဲဘိုင်းနာတဲ့လူနာရောမွေပေါက်တဲ့လူနာရောစုံလို့ဟိုဟာလေနေမကောင်းဖြစ်တဲ့အလုံးမလုံးပါနဲ့အနားယူပါအောင်ဆိုတာစကားပြောနားမထောင်ပဲထွက်ပြီးစိုက်ကားနေနေဆိုတဲ့သူလေနောက်ပြီးတော့တည်သွားတယ်လေဟုတ်တယ်သူ့အကြောင်းဝတ္ထုရေးပြီးဝတ္ထုနာမည်ကိုယောဂရှာပေးပါလို့ပေးဖို့ကောင်းတယ်သူတည်တာဘာယောဂကြောင့်လဲသမီးသိရလားသမီးသိအောင်မိရေးပြပေါ့မိရေးပြရမယ်ဟုတ်လားမိလည်းမရေးတတ်ပါဘူးသမီးရဲ့မိရလဲနော်သမီးတောင်စိတ်ညစ်လာပြီကဲဒီလိုဆိုဟိုတနေ့မိတို့စီဧည့်သည်လာတော့ကပြောနေကြတာမိကပညာတတ်တဲ့လူတွေအကြောင်းရေးချင်လိုက်တာဟဲ့လက်ကိုရားနေတာပဲဆိုဟုတ်တယ်ပညာတတ်လူတန်းစားတွေအကြောင်းရေးလေဖြစ်သေးပါဘူးသမီးရဲ့အဲ့ဒီပညာကအတန်းပညာကျောင်းပညာမဟုတ်ဘူးဘယ်ကျောင်းဘယ်တက္ကသိုလ်ကမှလည်းသင်ပေးတာမဟုတ်ဘူးဘာပညာလဲရင်ကတ်တန်ရင်ကတ်ခွာတန်ရင်ခွာထူထူလေးလှီးနိုင်ရင်လှီးပပလေးရိတ်တန်လဲရိတ်ပေးတန်ရင်လဲတွတ်ပေးယူနိုင်ရင်လဲမြက်ယူပိုရန်ရေကုန်လေးကပြုံးပြဟာဘာဒီမှန်းလည်းမသိဘူးရှုပ်နေရပဲသမီးကြီးလိုက်ရင်ရှင်းသွားမှာပါဘာမှန်းလဲသိလာမှာပါတော်ပါပြီမသိကျင်တော့ပါဘူးသမီးသွားကစားတော့မယ်အဲ့ဒါပဲကောင်းတယ်သွားကစားကြည့်တော့မိလဲရေးချင်တာရေးတော့မိဘာတွေရေးချင်နေလဲသမီးသိလို့လားသိတာပေါ့ကဲပြောစမ်းဟိုအန်ဆွဲထဲမှာမိဒီအတိုင်းထက်လိုက်တင်ထားတဲ့ပတ်စံလေးတွေအကြောင်းတော်တယ်နောက်ပြီးတော့ခရီးသွားရမှကြောက်တဲ့အကြောင်းတိတ်ဟုတ်ပါလားနောက်ပြီးတော့မိကဘာရေးချင်သေးလို့လဲမိကပြောစရာအကြောင်းရေးချင်သေးတယ်ပြောစရာမိတို့ကအကောင်းစားအပြန်စားလေးရင်ပြန်ကြီးနဲ့ငပလိသွားပြီးအနားယူကြတဲ့အကြောင်းဘယ်တော့ကလဲစိတ်ကူးထဲမှာလေအင်းလေစာအုပ်ထဲမှာသမီးတွေ့ဘူးတဲ့လေးရင်ပြန်ကြီးလေအဲ့ဒါကြီးစီးပြီးသွားကြမယ်လေလေးရင်လက်မှတ်ကိုလွယ်ကလေးဝယ်လေးရင်ပေါ်ကြော့ကလေးတက်လေးရင်မယ်လေးကမုံအကောင်းစားဖြို့ရည်အကောင်းစားတွေလာကျွေးမယ်နော်မိအိမ်နာထဲလဲရွေမေးပလင်းနေနှုတ်ခမ်းဆေးဆိုးဘူးတွေရှိရမယ်လေအင်းပေါ်ဟာတကယ်ကိုပြောစရာကြီးပဲမိရေးတော့ဒါပေမဲ့မလွယ်ဘူးသမီးရဲ့ဘာဖြစ်လို့လဲမရေးတက်ပြန်ဘူးဘာဖြစ်လို့လဲအဲ့လိုလေးရင်မြန်မျိုးမိမမစီးဘူးလားမိကလည်းလုတ်ပြန်ပြီဘာလုပ်လို့လဲတော်ပါပြီမပြောချင်တော့ပါဘူးမိကစာရေးဆရာတာဆိုတယ်အလကားပဲဘာဖြစ်လို့ဟိုအကြောင်းပြောလဲမရေးတတ်ဒီအကြောင်းပြောလဲမရေးတတ်ညံ့လိုက်တာလွန်ပါရောဘာပြောတယ်ကို့အမေကို
ကိုဒီလိုပြောရသလားခွေးမလေးနော်ငါဘာသာငါညံ့တာဘာဖြစ်လဲတော်ကျင်တိုင်းတော်လို့ရတယ်များအောက်မေ့လို့လားတွားမဆန်တာရဲ့ပေဖူးလွာ1989ဒီဇင်ဘာ အချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့အတွက်စာဖတ်ကန်ကလေးရနေကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြမယ်နော်။တကယ်လို့နားထောင်ခြင်းတဲ့စာအုပ်ကလေးတွေရှိရဲဆိုလို့ရှင်လဲ comment မှာရေးသွားပေးခဲ့ပါအောင်နော်။အလင်းသင့်တယ်လို့အဆင်ပြေတယ်လို့လေးတွေဖတ်ပြပေးသွားပါမယ်ရှင်။